မားတို့တခါဝယ်ပြီးရတယ်အကြကြီးသုံးလို့ရရဲ့ပစ္စည်းမျိုးလိုချင်လားကိုယ့်ရဲ့မီးဖို့ကြောင့်မှာပကံနေတုပ်ဖို့စပွဲကြီးတုပ်ဖို့ဗတ်စုံတော့အဝိစာလေးလိုနေပြီလားသူကရှားပါပစ္စည်းလေးဖြစ်ပြီးတော့နေရာတိုင်းမှာမရနိုင်တဲ့ပစ္စည်းမျိုးနော်အဲ့ဒါလေးကတော့တပေါက်မှာအခု20အောင်ပါတယ်ဒီလိုမျိုးဗတ်စုံတော့အဝိစာလေးပဲဖြစ်ပါတယ်ကွာကြတော့လေတစ်ရှူပေါက်လေးလိုမျိုးလာတယ်ပြီးတော့ဖြိုးပေါ့နော်ဒါလေးကိုဖွင့်ပြီးတော့တရက်ချင်းစီဆွဲထုတ်ပြီးတော့တုံးလိုက်ရုံပဲပြည့်ဆိုင်ကလေဒီလိုမျိုး9လက်မခွဲပတ်လေလောက်ရှိရယ်ပြီးတော့လေအသားကကြတော့လေအရန်အပါကြီးမဟုတ်ဘူးအသားလေးကလည်းထူထူလေးရေလဲစုပ်တယ်အမတို့ကစ်ချင်းမှာဆိုလို့ရှိရင်ညီမလေးကိုမီးဖို့ကြောင်ပါပေါ့နော်ခုံနေတုပ်လိုက်တာပဲဖြစ်ဖြစ်ပကံနေတုပ်ဖို့ပဲဖြစ်ဖြစ်ကြံနေပေါ့နော်လက်ကင်ပေါ်ကအနေနဲ့ပဲတုံးကြိုက်တဲ့နေရာမှာတုံးဘတ်စုံတုံးလို့ရတဲ့အဝိစာလေးပါထူထူတဲတဲလေးလည်းဖြစ်တယ် quality လည်းကောင်းတယ်ရေလဲစုပ်တဲ့အတွက်ကြောင့်မို့လို့တုံးရတာအရန်ကိုဆင်ပြေပါတယ်ဒီလိုမျိုးသူကတပေါက်မှာဆိုလို့ရှိရင်အခု20ပါတယ်ပြီးတော့အမတို့ဒါလေး3မျိုးရည်ဆိုလို့ရှိရင်လည်းလျှော့ပြီးတော့ပြန်ခောက်ထည့်ပြီးတော့နောက်ထပ်သုံးလို့ရတယ်အဲ့ဒါလုံးဝမိုက်တဲ့အချက်ပဲเนาะအမတို့တစ်ခါဝယ်ပြီးတော့အကြာကြီးသုံးလို့ရပါတယ်အရာအနေနဲ့ဆိုလို့ရှိရင်လည်းသူကဒီလိုမျိုးအစိမ်းလေးရှိမယ်ပန်းရောင်လေးရှိမယ်ဒီမှာဒီလိုမျိုးခဲရောင်လေးရှိမယ်ပေါ့เนาะว่าလေအရန်ကိုရှားပါရဲ့ပစ္စည်းလေးเนาะအယောင်ကဒီလိုမျိုး3ရောင်ရမယ်နောက်ကုန်သွားပြီဆိုလို့ရှိရင်လည်းပြန်ဝင်မှုဆိုတာကအရန်ကိုခဲရင်းနဲ့ပစ္စည်းမို့လို့အခု stock ရှိတုံးလေးအမြန်ဆုံးလာမှာတော့ရမယ်เนาะ